professional player တယောက်အနေနဲ့ကြည့်မယ်ဆိုတော့နည်းနည်းလေးထုံတယ်လို့တော့ပြောချင်တယ်ဗျ MSI ရန်ကုန် Classico YG 9သိန်းပဲကြံမယ်ဗျ Remo ရှိတဲ့ဘက်ကတော့ Time to Quit TDQ မြန်မာအသင်းပဲတောက်လျှောက်ပဲဖိအားပေးဖို့ကြိုးစားနေခဲ့တယ်လို့ကွန်ပေါင်းထဲမှာတော့ MSI တွေရှိတာကိုလည်းသိတယ်ဗျအဲ့တော့စက္ကန့်20winner chicken dinner ကိုတော့မြန်မာအသင်းတွေဥတည်နေခဲ့ပြီလားပြောနေအတွင်းမှာပဲ JNK ကမှောက်သွားပြီစေးကလောက်ပြစ်ချက်အောက်မှာ TDQ ဇင်းတော့ချထားခဲ့ရတယ်အုပ်တော်တွေကိုကြီးအပြည့်ဝင်သွားတယ်ဗျဖိတ်ချင်းဖိတ်ကိုယ်ကြီးတွေပဲပို့ဖိတ်မယ်ပေါ့နော်မြန်မာအသင်းတွေပဲ chicken ရသေးတယ်ကြည့်လိုက်မယ်နော် HYV player 2ယောက် MSI 4man live TDQ player တယောက်နှော့နေတယ် lucky ဝင်းမီမှာရှိနေခဲ့တဲ့ HYV player တွေကိုတော့ PR ပေးဖို့ကြိုးစားနေခဲ့တယ်လို့နောက်ဘက်ချမ်းကနေ MSI နေနဲ့တိုးလာပြီး rotation လုပ်ပြီးပတ်ပြစ်ဖို့ကြိုးစားနေခဲ့ face to face အနေထားမှာမြန်မာအသင်း TDQ pressure တွေပေးနေခဲ့တယ်ဒီခွေကိုအကောင်းဆုံးသုံးချနေခဲ့တဲ့တင်းကတော့ MSI ဖိလစ်ပင်းသင်းပဲချင်းနောက်ကနေလှမ်းတော့ချက်နေတယ် vision မှာတော့မမြင်ထားဘူး HYV rage fast စိတ်ပြန်ပြီးတော့ထိုးတိုင်းနေပဲကားဆုံးလေးနောက်မှာတော့နေခဲ့သူ့ရဲ့တငယ်ချင်း team mate Remo ကိုပြန်ပြီးတော့ save ဖို့အတွက်ကိုလှုပ်ပေးသွားမှာလားကယ်ဖို့ကမလွယ်ဘူးလူကယ်နေတဲ့အချိန်မှာတစ်ဖက်က play ပေးလာခဲ့နောက်မှာတော့ MSI South နေကိုတော့အလှလေးရှောင်းတော့ရှောင်းပြနေတွင်းမှာပဲဘေးနားမှာပဲထပြီးတော့ကွဲတဲ့နောက်မှာတော့ T position အနေထားမှာဒီလိုမျိုးနေတလုံးကျလာခဲ့တဲ့ပုံစံကတော့ professional player တယောက်အနေနဲ့ကြည့်မယ်ဆိုတော့နည်းနည်းလေးထုံတယ်လို့တော့ပြောချင်တယ်ဗျငါလာခွန်းနေတလုံးကြလာဆက်စီသေးဖြစ်နေပြီ position နည်းနည်းလေးရွှေ့တယ်နေကြီးကလုတ်ကြလာငါတို့တော့မြင်နေရအောင်ဒီကောင်လေးလည်းမြင်ပါပါငါလာခွန်းနော် pro တယောက်အနေနဲ့ကြည့်မယ်ဆိုတော့နည်းနည်းလေးထုံတယ်လို့တော့ပြောချင်တယ် Philippine player လေးအဲ့တော့ mana point DDQ minus ကိုပြစ်ချလိုက်ပြန်ပြီရန်ကုန် Classico YG winner chicken dinner စားဖို့အတွက်ကိုတော့ဥတီနေခဲ့ပြီလားဆိုတာကတော့စောင့်ကြည့်ရမယ်ဗျ top 40ပါလာခဲ့တယ် DDQ YG HYV MSI ၄သိန်းဗျချစ်ချင်း fast စိတ်လုံးဝမရှိတော့ဘူး bandage လေး10ခုပဲရှိတယ်အဲ့တော့ SUV ချစ်ကားအဆုပ်လေးနောက်မှာပဲ bandage လေးခိုးတော့ပတ်နေခဲ့ပြီအိုင်းနောက်မှာ damage တွေဝင်လာခဲ့တယ် MSI နဲ့ပျောက်ကွယ်သွားခဲ့ပြီး overfeed ဖြစ်နေခဲ့တဲ့ HYVE range ကိုတော့စမိုင်းအလှလေးပဲ AUG 3 တိုင်းနဲ့ နော်ဘေးထားခဲ့တယ်လို့နောက်တဲ့ HYVE Remo ရဲ့ position ကိုတော့စမိုင်းထပ်ပြီးတော့သိနေတော့မယ်ဗျဘာလို့လဲဆိုတော့ body language အရာဒီဘက်က enemy ကိုစကုတ်ဆွဲပြီး spray နေတယ်သူကညာဘက်ချမ်းကတခါလဲဆွဲနေတာသူကenemy ရှိမှန်သူသိတယ်winner chicken dinner ကိုပြောခဲ့သလိုပဲအမွေအသက်တွေခံစားနေရပြီလို့ကျွန်တော်ပြောခဲ့သလိုပဲround 3